လာပါခုလေးညီတို့တော့ဖို့မှာတော့စကိုင်းတိုင်းဇမပင်မြို့နယ်တရားပင်ရွာလေးဖြစ်ပါတယ်ဝေးရောက်နေတဲ့တာတပင်းများကအရက်ချရတဲ့ဖေဖေနဲ့မွေတွေမွေလေးကိတ်ရဲ့ surprise ပန်းစည်းကြီးရဲ့နဲ့အာဟာရဖြစ်စေဖို့အစားတောက်တွေရဲ့ဆေးဝါးများရဲ့တွားဖို့မှာဖြစ်ပါတယ်လေးညီတို့နဲ့အတူလိုက်ပါကြည့်စုအားပေးကြပါအောင်ရှင်လေးညီကိုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်အားလုံးလုပ်ငန်းကိုင်ငန်းတွေလည်းစီစီပါစေကတိတုံးပါလဲကျော်တော့နိုင်ပါစေရှင်ဒီနေ့ကိုတဲ့ဒီတိုင်းအားလုံးကျမချင်ကြပါစေရှင်ဖေးအိမ်လားအလေလာခဲ့တာလို့ပြပနေလို့လမ်းကြုံဝင်လာကျဲဦးလေးနဲ့တော့မင်္ဂလာပါမေးတာပဲအဲကျွန်တော်တို့ကမော်ဘက်ကနေလာခဲ့တာဦးလေးဒေါ်ကြီးတို့စီကိုတိုင်းတစ်ပါးကနေပြီးတော့ဦးလေးနဲ့ဒေါ်ကြီးတို့ကိုလက်ဆောင်ပို့ခိုင်းလိုက်လို့လာဖို့ပေးတာလက်ဆောင်လေးကဗာလေးဖြစ်မဲ့ထင်တော့တိုင်းတစ်ပါးမှာဘယ်လိုတွေရောက်နေအောင်မသိဘူးတိုင်းတစ်ပါးမှာဘယ်လိုတွေရှိတော့အဝေးမှာအဝေးဟုတ်တယ်သမီးတွေဟုတ်လားအဲဆိုရင်သမီးတွေကနေပြီးတော့အဖေနဲ့မေတော့ကိုလောက်ပေးရဖြစ်လောက်တယ်အဖေနဲ့မေတော့ဘရောခိုင်းလိုက်လို့ကျွန်တော်ကလာခတော့ပေးတာအဖေနဲ့မေတို့အန်ဝအောင်ဆိုပြီးတော့လာလောက်ပေးတာသမီးတို့ပြောပြပါအောင်သမီးတွေကဘာတွေကတော့မယ်လို့ထင်တော့ဒီလိုကတော့ဒါကြီးကိုရှိတယ်ဗျာဘာနေရတော့ဟာဘာလဲပြတော့မယ်ပြည့်အမြင်ပေါ့မြင်ပေါ့ပတ်ဆိုင်တော်နေသလားဟာဒီကတော့ဘာလို့မြန်မာမှုမြန်မာလို့ပို့လို့ရင်မိုက်ဆံတယ်ပဲဒါပဲ ခါတော့ကောင်းစီမှာမပေါ့ဟိုပါအဖေနဲ့မေကိုကတော့မယ်လို့ပြောသေးလားပြောလို့လားဘရောတာတွေအများကြီးပါတယ်ဖေနဲ့မေတော့ကျွန်တော်လာကတော့ပေးတယ်တို့ရဲ့ကိုသားကိုရွာဘုံလွားလေလားဒီမလိုက်ဖြစ်အောင်လို့ဖေတို့ပြောမထားလားအဲ့လိုဒီကတော့အဲ့လိုအန်အောင်လာလုပ်ပေးတယ်ဗရက်ကလည်းမလုံးနဲ့လို့ပြောတာလားအဲ့ဒါကြောင့်ဒီလိုက်တော့မဟုတ်ပါဘူးကျွန်တော်တို့ကဗရက်ကတော့မလုံးနဲ့မပြောဘူးအဲ့ဆိုရင်ကျွန်တော်ပြပေးမယ်ဖေနဲ့မေကိုကတော့လိုက်တာဘယ်လိုရကတော့လဲဆိုတာတော့ပြီးမှပြောပြမယ်ဟုတ်ကတော့မယ်ဆိုတာဘယ်လိုလုပ်ထင်တော့နာမည်လေးပြောပါနာမည်လားရတဲ့ခေါ်တော့တာလည်းဖြစ်ပြီးပဲဟုတ်လားဘယ်နှယောက်ရှိရတော့3ယောက်ဟုတ်ပြောလိုက်တယ်ဘယ်လိုကနေပြီးတော့ကိုအဲ့လိုမျိုးလုပ်လိုက်မယ်လို့ထင်တော့သူအကြီးဟုတ်တယ်ကြီးကိုချင်းကြည့်နေသူကြီးတော့ကိုသူမန်နေဂျာပဲကိုသူဟုတ်တယ်အဲ့ဒါဆိုတော့ပြောတာမှရင်တော့ကိုယ့်ရဲ့သူတွေကတော့စိတ်မကောင်းဖြစ်နေတော့သူအကြီးလေဒီကနာမည်ရင်းပြောလိုက်နာမည်ရင်းပြောတာပါပြီးလားနာမည်ရင်းဒီထဲမှာဒီထဲမှာဒီနင်းဟုတ်ကဲပစ္စည်းလေးယူပြီးတော့ပြပေးမယ်ဟုတ်မယ်အဲဟောတော့ပေါ်ပါလေးတော့ခဏပြီးလိုက်တယ်ရလာပြီလေလေးကိုပေါ်ပြီးလိုက်ရပါမေးလဲမေးသားလေးတော့အဲ့ဒါလည်းပြီးရတော့မယ်โอเค1 2 3ဆိုဖွင့်မယ်နော်1 2 3โอเคဒီရသာတော့သာပါပဲပြန်လို့ဒီအားပါတော့ဘာလို့ဒီလိုလဲကဲအမေနေနေရောဒါလေးတွေကဘယ်သူကလုပ်ပေးတာတော့ဘယ်သူကလုပ်ပေးမယ်လို့ထင်တော့ကဲအမေကိုပြောအောင်လုပ်ပေးလိုက်တာတဲ့ဝမ်းနေအောင်မဟုတ်ပါဘူးတဲ့ပြောအောင်လုပ်ပါတဲ့ဖေနဲ့မေကိုပြောလုပ်ပေးလိုက်တာကဲဖေနဲ့မေလူမျိုးတွေသားသမီးတွေကနေပြီးတော့ကနေကြလုပ်ပေးတဲ့ပေါ်ပြောပြပါအောင်ဗျရပါဘူးမှန်ပါပါအားရထားပြီးတော့သားသမီးတွေကနေပြီးတော့မိဘတွေကိုမတော့လိုက်တာပေါ့အဲ့ဒါတော့ပြောပြတယ်အားရဒီမှာသွားလေရကိုကြမ်းလို့ကြောက်လာပါဘူး။ဒါကတော့တို့ရဲ့ဒီကံဆိုရဲနိုင်တဲ့ဒီကံပုတ်ပြပါဗျာ။ပြောပါ။မင်းလည်းပြောပြလိုက်ပါဦးသားသမီးတွေ။ရပါရပါ။အဲ့ဒါလည်း
သားသမီးတွေကဒါမိဘနှစ်ပါးကိုအာမထားပြီးတော့ပေးလိုက်တာပေါ့ ဟုတ်တယ် ဒီလိုမျိုးကတော့ပေးခြင်းလေရတယ်သူတို့မှကြားပြီပေါ့ဒါပေမဲ့သူတို့လုပ်နေတဲ့ဆိုတာလည်းအမေနဲ့မေကအဓိကထားပြီးရှားနေတာပေါ့ ဟုတ်တယ် ကဲအမေနဲ့မေဒီလိုလုပ်ပြီးတော့သားသမီးရဲ့လုပ်ပြီးတော့ပျော်ရွှင်ရလားမသိဘူးဗျာ ကျွတ်ကျွတ်မှလည်းဗျာ နေရာလည်းပြောတယ်ပြော မေရောပြောလားမေဘယ်နဲ့ရှိပြီလို့မေ လေ အဲ့မေအသက်ဘယ်နဲ့ရှိပြီတော့ မသိဘူး ဒါပေမဲ့သားသမီးတွေကတော့မှတ်လာတာဗျာအမေရဲ့အဲမှာဆွဲမှတ်လာတာ ဒီလိုတော့ကြည့်ရပါမယ်ကျွန်တော်ပါ နေစလားအမေတဲ့60ချင်းကြီးမွေးနေတဲ့မနေ့ကရောပါတယ်မေ60ချင်းကြီးမွေးနေအမေမွေးနေဝင်နေတော့ပြီးတာမွေးနေကိရောပါတယ် ဒီကအမေရောဝေးလေလာမယ် နေရာမသိဘူး ဒီလည်းမသိဘူးသူ့ရောဟာတာတာလည်းမသိဘူး နားလည်းနား နား နား နားနည်းနည်းကတော့ တော့ကျန်တာ ရပါတယ်ဒါ ဟိုဒီလည်းပူတော့လေဟုတ် ဒီတော့အေးတဲ့အောက်ဆက်ပြင်းနေဝေးနေလို့တဲ့သားသမီးတွေကဒါလုပ်ပြလိုက်တာပေါ့ကဲသားသမီးတွေအဲ့လိုလုပ်ပြီးတဲ့ပုံမှာမင်းနဲ့ဖေအတွက်ကိုဒီမှာလာလေးနဲ့ပါလိုက်တယ်မှာလာလေးတစ်ဖက်ပြပေးမင်းနဲ့မေပြောချင်အောင်နော်တပေဦးငွေတို့တဲ့တပေတော်ရေးတဲ့ဟုတ်ဝင်းနေမှာစားရွေးတဲ့နောက်နှစ်တရာကြီးကျမ်းမာပြောချင်ပါစေတပေတဲ့သားသမီးမြင်းမြင့်တွေနဲ့စိတ်ချမ်းသာကိုကျမ်းမာစွာနဲ့ပျော်ရွှင်စွာနေနိုင်ပါစေတပေတဲ့တပေတော်ကိုတံမွေးလေးနဲ့အတိုင်းဒါတော့ပေးလိုက်တာပေါ့တပေရေးတဲ့သမီးတို့ငယ်ငယ်အားတဲ့လွှတ်တိုက်ပြီးချကျွေးခဲ့တာကိုခုထိမေ့မရပါဘူးဘေးတဲ့တပေကိုလည်းရမ်းချစ်ပါတယ်တဲ့သမီးတို့ဖေဖေနဲ့မေမေကိုပြန်ပြီးကျွေးသူလုပ်ကျွေးမှာမို့တဲ့နောက်နှစ်တွေမှာအများကြီးကျမ်းမာစွာနေပေးပါနော်တဲ့ကျမ်းမာရေးကိုလည်းထူးထူးဆိုင်ပါနော်တဲ့ဖေဖေနဲ့မေမေရေးတဲ့စားကျင်တာတွေဝယ်စားပြီးလူကျင်တာတွေထူပါနော်တဲ့သားသမီးတွေမှားရတယ်ဗျဖေဖေနဲ့မေမေကိုတဲ့လူကျင်တာတွေဖြည့်ဆည်းပြီးစိတ်ချမ်းသာအောင်ထားဖို့ဘာမှစိတ်မပူပါနဲ့နော်တဲ့ဖေဖေနဲ့မေမေကိုနောက်နှစ်တွေအများကြီးလှုပ်ကျွေးချင်တာမို့ကျမ်းမာရေးကိုထူးထူးဆိုင်ပါနော်တဲ့ဖေဖေနဲ့မေမေတို့ကြိုးစားပြီးလှုပ်လှုပ်နေတာမို့ရည်ရွယ်ချက်တွေပြည့်လို့မြမပြီးပြန်လာရင်မေမေချက်ကျွေးတဲ့သမင်းလဲစားကြပါသေးတယ်တဲ့မိသားစုပြည့်နေတဲ့မေမေနဲ့ဖေဖေရဲ့အရေးကောင်ပါတဲ့အကြာကြီးနေနေတာမို့တဲ့ကျမ်းမာရေးကိုထူးထူးဆိုင်ပါလို့တက်ခါမှာပြရစီနော်တဲ့ဖေဖေနဲ့မေမေကိုရမ်းချစ်တဲ့သမီးတို့တဲ့ဟုတ်သမီးတွေကလည်းသားသမီးတွေကဖေနဲ့မေတို့ကိုမှာလိုက်တယ်ခင်ဗျကဲဖေနဲ့မေတွေရဲ့ရင်ထဲကနေပြီးတော့စကားလေးရဲ့သားသမီးတွေကိုသူ့ပေးစကားလေးတွေကိုပြောပေးလိုက်ပါဦးဗျာ အားလုံးကိုဒီလိုသုံးပါ ဟုတ်ကဲ့လား အားလုံးကိုဒီလိုပါပြဟုတ် ရတယ်ဗျရ သူတို့လည်းကြမှာပြီးချမ်းသာရပါပြီဗျာသူတို့ဒီလည်းလူကန်တာနဲ့ပုံပုံပဲပြပါဗျာကိုပဲပြပြတယ်မဟုတ်ပါဘူးဖေးလူကန်တာနဲ့ဘေးကဆိုကျန်တဲ့ပုံပုံဗျာလာသမီးဖြစ်ပါဗျာ မမေရဲ့မွေးလေးတွေကိုဒါမျိုးလေးသားသမီးရဲ့လုပ်ပေးရတော့အခုလေးတော့ပြောပေးလိုက်ပါဦးသူပေးလိုက်ပါဦးသားသမီးတွေကိုအလုပ်ကိုင်းလေးလည်းပြင်ပေးအောင် နေဆွေးမိလိုက်ပါဦး သား သား သမီး လေး တွေကိုသားသမီးတွေဝါးပြသွားအောင်ပေါ့ ဟိုတကားဟောပြီးတော့ပြောလာတာ ဒါမှသားသမီးတွေလည်းဒီလိုမမေကိုလုပ်ပေးရတဲ့ပေါ့ပြောချင်ရမှာပေါ့ ပြောလိုက်ပါဦးမေက လုပ်ကိုင်းလေးပြင်ပေးပြီးတော့အားရှိသွားအောင်ပေါ့မမေရဲ့ရင်ထဲကစကားစာလေးတွေသူတို့လည်းကြားနေတာမဟုတ်လို့ စားမပြောတော့ဘူး ပြောပါဦးမေပြောချင်အောင်လုပ်ပြတာဆိုတော့ ဘေးဝန်သားပါလေပါကိုလောက်ပြီးတာအမေကဝန်သားပါလေကျမ်းမာပါပြီဆန္ဒပါပြီ ပြောလိုက်ပါသမီးတွေသားသမီးတွေအားလုံးအားရှိသွားသေးတော့ ဘိုးတန်ရောက်ပြောလိုက်အောင် ပြောလိုက်ပါဦးအမေစကားတော်လေးနဲ့အားရှိသွားအောင်အမေစကားလေးလည်းအားရှိပြီးအလုံးလုံးနဲ့ပြောလိုက်ပါဦး အမေရဲ့စကားတစ်ခုကသူတို့တွေအားဖြစ်စေတာဆိုတော့မေကပြောပြလိုက်ပါဗျာပြောရင်တို့မှစိတ်မကောင်းဖြစ်နေမှာသားသမီးတွေကဒီလိုခေါင်းကြားလေးတန်းပြီးညာအေးလုပ်နေတယ် မေစုမိလိုက်ပါဦးအဲ့ဒီတပည့် အမေကပြောပါဦးဗျာပြောတယ်ဘူးလားဟုတ်ကဲ့အဖေလည်းထပ်တူပါပဲလို့ပြောလိုက်ပါမေရတာဆို ဒီပေတဲ့ကတူတယ် ကဲအဲ့ဒါဆိုမေကပြောချင်အောင်ဟွာမနေ့က ဝိနည်းကလေးဟို Happy Birthday လေးဆိုလိုက်မလားဒါဒီဘက်အကုန်တက်တမြလာဦးလေ လာပါ လာလာ 1 2 3ဆိုတဲ့ဆိုတော့ Happy birthday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 